အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထွန်းစားလက်တော့ကနေပြီးတော့ဆက်သိမ်းမကျော်ရဲ့ဈေးလုံးလေးတွေနဲ့ရုံသုံးချောင်းသုံးကောင်းကောင်းလေးသုံးပြချင်ပါရဲ့ဆိုတဲ့ဒီတွေအတွက်ဒန်ပလန်တွေကနေပြီးတော့မိတ်ဆက်ပေးခြင်းနဲ့လက်တော့လေးတွေရှိပါရဲ့ရှင်။ကဲပထမဆုံးမိတ်ဆက်ပေးချင်တာကတော့ဒီကောင်လေးပေါ့ဒီကောင်ကြီးကဒဲလက်တီကျိုးမှာ3380 i3 စိတ်ကြံလေးနဲ့ Red 8256ဈေးလုံးလေးကတော့6သိန်းခွက်အတိနဲ့ရရှိမှာဖြစ်ပါတယ်။ Okay ဒီကောင်လေးကကျတော့ Dell TG ကိုမှာ3380 i5 စိတ်ကြံ 8256လေးနဲ့ဈေးလုံးလေးကတော့8300ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်။ဒီကောင်လေးကကျတော့ Dell TG ကိုမှာ3400 i5 8ကျန်လေးနဲ့ 8256ဈေးလုံးလေးကကျတော့9800ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်။ဒီကောင်လေးကကျတော့ Dell TG ကိုမှာ9400 i5 8ကျန်လေးနဲ့ 8256ဈေးလုံးလေးကတော့9800ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ဒီနေ့ညီမမိတ်ဆက်ပေးခဲ့တဲ့လက်တော့လေးတွေကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့အမှတ်136 39လမ်းအောက်ကလောက်ကျောင်းသားမြို့နယ်ရှမ်းကိုမြို့တို့မြို့ကိုယ်တိုင်ပဲဖြစ်ဖြစ်ပို့ဆက်ပြီးတော့ဖြစ်ဖြစ်ရောက်ဝယ်ယူအားပေးနိုင်ပါရဲ့နော်။